ကောင်းကောင်းအိပ်ပျော်တဲ့ညတစ်ညဆိုတာနေ့တစ်နေ့တာလုံးရဲ့စွမ်းဆောင်ရည်နဲ့စိတ်ခံစားချက်ကိုတကယ်ကိုပြောင်းလဲပေးနိုင်တယ်မဟုတ်လားဒါပေမဲ့တကယ်နှစ်ချိုက်အိပ်ပျော်ဖို့ဆိုတာကတော့လူအများစုအတွက်တကယ်ကိုစိန်ခေါ်မှုတစ်ခုလိုဖြစ်နေတတ်ပါတယ်ဒီနေ့မှာတော့ကောင်းမွန်တဲ့အိပ်ဆက်ခြင်းကိုရရှိဖို့သိပ္ပံနည်းကျသက်သေပြထားတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုအတူတူရှာဖွေကြည့်ကြရအောင်ဒီအကြောင်းအရာကိုစတင်လေ့လာဖို့ပထမဆုံးမေးခွန်းတစ်ခုနဲ့အစပြောကြည့်ကြမယ်ကျွန်တော်တို့ပြောနေကြတဲ့နှစ်ချိုက်အိပ်ပျော်တယ်ဆိုတာတကယ်တော့ဘာလို့ဆိုလိုတာလဲဒီမေးခွန်းကိုဖြေဖို့အတွက်အရင်ဆုံးနှစ်ချိုက်အိပ်ပျော်ခြင်းဆိုတာကဘာကြောင့်ဒီလောက်တောင်အရေးကြီးတာလဲဆိုတာကိုနားလည်ဖို့လိုပါတယ်သိပ္ပံပညာအရ stage 3 NREM လို့ခေါ်တဲ့ဒီအဆင့်ကတော့ခန္ဓာကိုယ်ရဲ့ပြုပြင်ရေးအဖွဲ့အလုပ်လုပ်တဲ့အချိန်ပါပဲဆိုလိုတာကဒီအချိန်မှာနှလုံးခုန်နှုံးအသက်ရှူနှုံးနဲ့အုံနှောက်လှိုင်းတွေအားလုံးကအနှိမ်ဆုံးအထိကျသွားပြီးတကယ်ကိုအနက်ရှိုင်းဆုံးအနားယူမှုနဲ့ပြန်လည်အားဖြည့်မှုကိုရရှိတာဖြစ်ပါတယ်ဒီအချိန်မှာခန္ဓာကိုယ်ကတကယ်ကိုအရေးကြီးတဲ့ပြုပြင်ထိန်းသိမ်းမှုတွေကိုလှုပ်ဆောင်တယ်ကိုခံအားကိုအားဖြည့်တယ်။နေဘက်ကတင်ယူထားတာတွေကိုမှတ်ညံအဖြစ်ခိုင်မာအောင်လုပ်ပေးတယ်။ပြီးတော့လေဒါကစိတ်ဝင်စားဖို့ကောင်းတယ်။အုံနောက်တဲကအစိတ်အတောက်တွေကိုတောင်ရှင်းလင်းပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီအိပ်ဆက်ခြင်းအဆင့်ကတကယ်ကိုအရေးပါနေတာပါ။ဒါပေမဲ့အဲ့ဒီလောက်အရေးကြီးတဲ့နှစ်ချိုက်အိပ်ဆက်ခြင်းကိုမရအောင်တားဆီးနေတဲ့အရာတွေရှိနေတယ်ဆိုရင်ရောအခုကျွန်တော်တို့နေ့စဉ်လုံးမိနေတတ်တဲ့အိပ်ဆက်ခြင်းကိုဖျက်ဆီးတဲ့အလေးအကျင့်ဇိုးတွေအကြောင်းတစ်ချက်ကြည့်လိုက်ကြရအောင်လူတော်များများကအရက်တောက်လိုက်ရင်ကောင်းကောင်းအိပ်ပျော်တယ်လို့ထင်နေကြတယ်။ဒါကတော်တော်လေးကိုကြဲပြန့်လက်ခံထားတဲ့အယူအဆအမှားကြီးတစ်ခုပါပဲ။ဒီပုံလေးကအခြေအနေကိုတော်တော်ရှင်းလင်းပြထားပါတယ်။အရက်တက်ရောက်မှုကမျက်နှာနှစ်ဖက်ရှိတဲ့ဒင်းကားပြားတစ်ခုလိုပါပဲ။ဟုတ်တယ်။ညဦးပိုင်းမှာတောက်လိုက်တဲ့အခါအိပ်ပျော်ဖို့လွယ်သွားသလိုတော့ခံစားရတယ်။ဒါပေမဲ့ညလယ်ပိုင်းနဲ့မနက်ပိုင်းကိုကြည့်လိုက်ရင်တော့အိပ်ဆက်ခြင်းရဲ့အရေးအသွေးကိုတိတိတသာထိကြိုက်ပြီးမကြာခဏနိုးထတာတွေဖြစ်လာရောဆိုတော့ယာယီဖြည့်ရှင်းနည်းတစ်ခုကရေရှည်မှာဘလို့ပြဿနာဖြစ်လာတာလဲဆိုတာရဲ့သက်သေပါပဲဒါကိုပို့ပြီးရှင်းအောင်ပြောရရင်ပေါ့နော်အရက်စတောက်တဲ့ညဦးပိုင်းမှာတော့အိပ်ပျော်လွယ်ပြီးနှစ်ချိုက်အိပ်ပျော်သွားသလိုထင်ရတယ်ဒါပေမဲ့ညလယ်ပိုင်းနဲ့မနက်ပိုင်းရောက်လာတဲ့အခါမှာတော့အိပ်ဆက်ခြင်းကပျောက်သွားပြီးတော့မကြာခဏနိုးထစေတော့တာပါပဲကဲအရက်တစ်ခုတည်းတော့မဟုတ်သေးဘူးနောက်ထပ်တကယ်ကိုအဖြစ်များတဲ့တရားခံတစ်ယောက်ရှိသေးတယ်အဲ့ဒါကတော့နေ့စဉ်တောက်သုံးနေကြကော်ဖီနဲ့လက်ဖက်ရည်တွေမှာပါတဲ့ကဖိန်းဓာတ်ပါပဲ45မိနစ်ဒါကနဲတဲ့အချိန်မဟုတ်ဘူးနော်လေးလာမှုတွေအရာနေ့လယ်ပိုင်းရဲ့နောက်ပိုင်းမှာကဖိန်းဓာတ်တောက်သုံးတာကညအိတ်ချိန်ကိုပြန်မျှ45မိနစ်လောက်အထိရောကျစေနိုင်တယ်လို့ဆိုပါတယ်စဉ်းစားကြည့်လေတညကို45မိနစ်ဆိုတော့ဟုတ်ပြီအိတ်ဆက်ခြင်းကိုနှောက်ယှက်တဲ့အရာတွေကိုတော့ကျွန်တော်တို့သိပြီအခုအခြေအနေကိုကိုယ့်လက်ထဲပြန်ယူဖို့အချိန်ကျပါပြီကိုယ့်ရဲ့အိတ်ဆက်ခြင်းအရေးအသွေးကိုချက်ချင်းမြင့်တင်ပေးနိုင်မဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဘယ်လိုဖန်တီးမလဲဆိုတာလေ့လာကြည့်လိုက်ကြရအောင်အိပ်ဆက်ခြင်းအတွက်အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ဆိုတာကသိပ်ပြီးရှုပ်ထွေးနေကြမလို့ပါဘူးဒီအချက်၄ချက်ကိုပဲသတိရလိုက်ပါအမှောင်အေးတက်တောင့်တက်တာနဲ့တိတ်ဆိတ်မှုဒီအချက်တွေကအုံနှောက်ကိုကဲအခုအနားယူဖို့အချိန်ရောက်ပြီဆိုတဲ့ signal တွေပေးပြီးနှစ်ချိုက်အိပ်ပျော်ဖို့အတွက်အချိန်ကြီးကောင်းတစ်ခုကိုဖန်တီးပေးတာပေါ့အထူးသဖြင့်မှတ်ထားသင့်တာကအခန်းအပူချိန်အခန်းကိုနည်းနည်းလေးအိပ်အောင်ထားပေးတာကနှစ်ချိုက်အိပ်ပျော်ဖို့အတွက်တကယ်ကိုအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုပြင်ဆင်တာအပြင်ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဓာတ်ရိုက်အနားပေးနိုင်တဲ့ခင်မီတဲ့နည်းလမ်းတစ်ခုကိုရောသိကြကြလား NSDR non sleep deep rest လို့ခေါ်ပါတယ်ဒီလေ့ကျင့်ခန်းကတကယ်အိပ်မပျော်ဘဲနဲ့နှက်ဆိုင်စွာအနားယူခြင်းရဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်တဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုပါဒါကတော်တော်များများအတွက်တော့အသက်အဆန်းဖြစ်နိုင်ပါတယ်ဆိုတော့ NSDR ရဲ့အဓိကအချက်ကဘာလဲဆိုတော့တကယ်အိပ်ဆက်ဖို့အခြေအနေမပေးတဲ့အခါမှာတော့အိပ်ဆက်ခြင်းကနေရတဲ့ပြန်လည်အားပြည့်စေတဲ့အကျိုးကျေးဇူးအတော်များများကိုရရှိစေနိုင်တဲ့ပြောင်းလဲပြင်လွယ်ရှိတဲ့နည်းလမ်းတစ်ခုဖြစ်နေတာပါဥပမာနေ့လည်ခဏနားကျင်တာမျိုးပေါ့ကဲဟုတ်ပြီအခုထိကျွန်တော်တို့လေ့လာခဲ့တဲ့အရေးကြီးအချက်အားလုံးကိုလက်တွေ့အသုံးချနိုင်မဲ့ကိုယ်ပိုင်အိပ်ဆက်ခြင်းလက်ဆွဲစာအုပ်လေးတစ်ခုအဖြစ်ပေါင်းစည်းကြည့်လိုက်ကြရအောင်ဒီမှာတော့ဒီနေ့တင်ပြချက်တစ်ခုလုံးကအဓိကမှတ်သားရမယ့်လက်တွေ့ကျင့်သုံးနိုင်တဲ့အချက်တွေကိုအချင်းချုပ်ဖော်ပြထားပါတယ်။အရေးအကြီးဆုံးကတော့ပုံမှန်အလေးအကျင့်ကောင်းတွေမွေးမြူတာပါပဲ။ဒါကအကောင်းဆုံးရလဒ်တွေကိုပေးစွမ်းမှာသိကြပါတယ်။ဒီတော့ဒီအချက်လက်တွေနဲ့အတူတူဒီညကစပြီးကိုယ့်ရဲ့အိပ်ဆက်ခြင်းအရေးအသွေးကိုမြင့်တင်ဖို့ဘယ်အချက်ကိုအရင်ဆုံးခမားစပြီးစမ်းသပ်ကြည့်မလဲ။ဒါကတော့ခမားကိုယ်တိုင်သုံးဖြတ်ရမယ့်မေးခွန်းတစ်ခုပါပဲ